ဒီနေ့သွားစားပြတဲ့ဆိုင်လေးကတော့ကဘာကြီးဖျားလန်းတောင်းအောင်ဆိုင်လေးတစ်ဆိုင်အီတလီဆိုင်ပေါ့ရွာသားနဲ့အီတလီအစားအစာနဲ့တော့စားတွေ့ရောဗျာဆိုင်ထဲမှာခင်းချင်းပြသထားတာလေးရတော့မိုက်တယ်ဒီဇိုင်းလေးကဆန်းတယ်ကျွန်တော်မီနူးတွေဟိုလန်ဒီလန်နဲ့လှမ်းကြည့်တယ်ပြီးတော့မတန်းနဲ့မှာလိုက်ပါတယ်ဘာတွေမှာလိုက်လဲဆိုရင်တော့အရင်ဆုံးခရမ်းကျင်စီတွေကိုတစ်ခါကျွန်တော်အာလူတွေသဘောကျလို့ပေါမုတ်တယ်အမှစက်ခုံတွေရောကြက်ဥတွေရောပေါင်းချင်းဆက်တွေဝိုင်ဗလင်းတွေရောစုံနေတာပဲဗျာပြီးတော့လာတေးဆိုတဲ့ကော်ဖီတစ်ခွက်မှာလိုက်တယ်ကော်ဖီခွက်အရင်ရောက်လာတယ်ဗျာမှာတာတော့စပါဂက်တီချူတပွဲမှာတယ်အဆက်တပွဲမှာတယ်အမဆက်တပွဲကိုအရင်မြည်ကြည့်မယ်ပင်လယ်စာနဲ့စားကြပါအောင်ဗျာရွာသားဆိုတော့ရွာသားလိုပဲပေါ့ဗျာအဲ့လိုအားရပါရစားတော့အရသာတော့စီမပါတာတခုကတော့သဘောကျတယ်ဗျာစားကောင်းတယ်ပြီးတော့နောက်တော့ cheese နဲ့အချိုပဲ spaghetti ကိုစီနိုကတော့တပွဲကို2000ပတ်ဝန်းကျင်လောက်ရှိတယ်ဗျာဒီကတော့နည်းနည်းလေးပေါ်တယ်ဗျာနွားနို့အရသာတွေပါတယ် cheese တွေနဲ့ခုနအဆက်ကလေးကိုကျွန်တော်ပို့ကြိုက်ပါတယ်စားရင်နဲ့နှာခမ်းတွေကိုပေးကြနေလို့တုတ်လိုက်တယ်ရိုက်တဲ့လူကလည်းလက်ကတိတ်မငြင်းဘူးဗျကျွန်တော်တို့မရိုက်ပေးတာပါကြွေးတဲ့သူကလည်းကျွန်တော်တို့အမပါပဲစပွန်ဆာတော့နောက်ထပ်မှာတာတခုကသူကမူနဲ့လောက်ထားတဲ့နိုးနဲ့ပမုတ်ကြောင့်နဲ့တူစားတာအဲ့ဒါပါလဲဆို mushroom sauce တဲ့ကောင်းတယ်ဗျဒါပေမဲ့အထက်ကအရသာနိုးကသူကခလေးနိုးမုံလို့ပဲကျွန်တော်ရိုက်ပြီးတဲ့မောက်ပြောလိုက်တယ်မတို့အရသာခလေးနိုးမုံအရသာနဲ့တူတယ်ပမုတ်ကြောင့်ခလေးနဲ့ဆိုတော့မဆိုးပါဘူးစားတော့စိတ်နေရပဲကောင်းတယ်ရှက်စကားပြောရင်လည်းကျွန်တော်ယုတ်ကြည်ကိုကြည်ရတယ်လေတော်တော်ဆုံးနေလားမသိဘူးနော်လှပမစားတတ်ဘူးဗျာတခါမှမှန်ကြည့်ပြီးမစားဘူးလို့လားမသိခုပြန်ကြည့်ရတာကိုရုပ်ကိုအရန်ကြီးချောနေခုပြန်ကြည့်ပြီးခုပြန်တော့စားကြလာပြီရှိရအားရပါရပဲစားနေနောက်တော့မာရာပူထတူခရာတင်နဲ့အာလူနဲ့ cheese တွေနဲ့လောက်ထားတာအများကြီးပဲခုနစားထားတာများနေပြီဆိုတော့ကျွန်တော်စားနိုင်မယ်မထင်ဘူးဗျဒါကိုပါဆယ်ပဲထုတ်လိုက်တော့မစားတော့လက်ဆုပ်လေးတောက်လိုက်လက်တီကော်ဖီလေးတောက်လိုက်နေပဲအဆုံးသက်လိုက်တော့မယ်မစားနိုင်တော့ဖိုက်ကလုံးဝတင်းနေပြီလေကော်ဖီမကြိုက်တဲ့ကျွန်တော်တော့ကော်ဖီတောက်တတ်နေပြီ။နောက်တော့ဆိုကော်ဖီလုံးဝမတောက်ဘူးဗျ။ဘိုးတော့ကော်ဖီအရင်ကြိုက်နေတယ်။ပြီးရင်ကျွန်တော် toilet သွားမလို့ toilet မှာပြစရာရှိတယ်။ရေးထားတဲ့စာလေးအနည်းကပြမယ်နော်။ Man to the left because women are always right ။မိန်းကလေးတွေအမြဲမှန်တယ်ပေါ့နော်။အမျိုးသမီးဂျိုင်းရဂျိုင်းမွေးတွေအရှိရွယ်။အမျိုးသားရဲ့ရေပန်းမွေးတွေအရှိရွယ်။အဲ့ဒါလေးကိုအနည်းကပြတတ်တာနော်။နောက်မှပြန်တွေ့မယ်ဒီနေ့ကတော့ဒီလောက်ပါပဲဗျာ